ဘောကမောတော့ ဒီလိုပါဟမ်ဝကြည့်တယ်ရောကျွန်တော်ချစ်ရတဲ့လာ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 ဒီရတဲ့ချိန်မှာတော့ဒီကိကိုဝမ်းနေဝမ်းသာပါပဲမဟုတ်ပါဘူးလာ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 ဝမ်းနေပါလေဝမ်းနေပါလေဆိုတာကကျွန်တော်ပထမကျင်ညာတဲ့ရက်တွေမှာဒီလိုတော့ကပြခဲ့ရမှာလာလာလာကပြခဲ့ရမှာဖြစ်ပါလေအဲ့ဒီရက်တွေမှာကျွန်တော်တို့ကြောက်ကွာရှိတယ်နိုင်ငံကြီးကနေပြီးတော့ဒီလိုဖြစ်ပြီးတော့အချိန်ကြီးပြီးတော့လာရောက်အားပေးကြတဲ့ကျွန်တော်တို့ဘာသာများအတွက်ဝမ်းနေမိပါလေလူကြီးရတဲ့အတွက်ဝမ်းသာရဆိုတာတော့ခုလိုဒီချိန်ဘောင်းစီလေးကကျွန်တော်ချစ်ရတဲ့ဒီတော်သူတွေနဲ့သူခုလိုစုံတွေ့ခွင့်ရတဲ့အတွက်အများကြီးဝမ်းသာမိပါလေကျေးဇူးတင်ပါတယ်ခင်ဗျာ